ဘာမြေပြင်မှောင်တိနေရဲ့များကဲတင်ရှင်မရှိသောခိုက်ကာလဉာဏ်ပညာလင်းနဲ့လမ်းမှန်ပြဗုဒ္ဓမန်ကိုမမြင်နိုင်ခြင်းဝိဇ္ဇာတရားရာရာကိုတွေ့ညီသည့်တဏှာတန်တရားစဝန်းအားချိုးဖြတ်သွားဗုဒ္ဓကျင်လျာလေးတာအောကသုံးဆမ်းမှာတိမ်တိမ်ပြန်ချက်စအမသေးခြင်းဒီစေးရဲလေးစွာဘုရားဒေသနာတော်သစ္စာလေးပါမြင်နိုင်သူကျွန်